အားလုံးပဲမင်္ဂလာပါအမှန်တရားကိုအခြေခံပြီးမျှမျှတတတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Daily Update News Channel မှာကြိုဆိုလိုက်ပါတယ်ခင်ဗျဒီကနေ့မနက်၈ နာရီအချိန်ရရှိထားတဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခြင်းပါတယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ထိုင်းနိုင်ငံမှာစီကံမဲ့မှုရဲ့နောက်ဆက်တွဲထိုင်းထိပ်တန်းကားလေလံကွင်းတွေမှာမြန်မာတွေကိုကားဝယ်ခွင့်စပိတ်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်ထိုင်းမှာလေလံကားဝယ်ပြီးတဆင့်ပြန်ရောင်းနေတဲ့မြန်မာမော်တော်ယာဉ်လုပ်ငန်းရှင်တွေကြားထဲအတော်လေးခေရိတ်သွားစေမဲ့သတင်းတစ်ခုထွက်ပေါ်လာပါတယ် Union Option လို့ထိပ်တန်းကားလေလံကုမ္ပဏီကြီးအချို့မှာမြန်မာနိုင်ငံသားတွေကိုလေလံဝင်ပြိုင်ပြီးကားဝယ်ယူခွင့်ယာယီကန့်သက်လိုက်ပြီးဖြစ်ပါတယ်ပုံမှန်ဆိုထိုင်းမှာလေလံပြစ်တဲ့ဈေးပေါ်တဲ့ကားတွေကိုထိုင်းလူမျိုးတွေကတိတ်မဝယ်ကြပဲမြန်မာတွေကပဲအဓိကဝယ်ယူလို့ရှိကြတာပါဒါပေမဲ့အခုလိုပိတ်လိုက်ရတဲ့အထိပြဿနာတက်ရတာကတော့မြန်မာအချို့ရဲ့စီကံမဲ့မှုတွေကြောင့်ဖြစ်ပါတယ်အဓိကကတော့လေလံအောင်ပြီးတဲ့နောက်လေလံကုမ္ပဏီနာမည်အတိုင်းပဲရင်အမီပေါက်မပြောင်းပဲဆက်မောင်းကြတာပါအဲ့ဒီလိုမောင်းရင်းနဲ့ရင်စည်းကမ်းလမ်းစည်းကမ်းတွေချိုးဖောက်ကြတဲ့အခါထိုင်းရဲတပ်ဖွဲ့ရဲ့အမှုဖွင့်စင့်ခေါ်စာတွေနဲ့ဒဏ်ရိုက်စာတွေကအမီပေါက်ဖြစ်တဲ့လေလံကုမ္ပဏီတွေစီဓာတ်ရိုက်ရောက်ကုန်လို့ကုမ္ပဏီတွေဘက်ကအခုလိုမြန်မာဆိုရင်မရောက်မှုလို့ယာယီပိတ်ပြီးကြိုတင်ကာကွယ်လိုက်တာဖြစ်ပါတယ်ဒါတင်မကသေးပဲထိုင်းကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန DAT မှာအမည်ပြောင်းဖို့အလွန်ကြံ့ကြာတာဂျားခန့်ပွဲသားစနစ်နဲ့လွှဲပြောင်းရမှာအရှုပ်အရှင်းရှိတာတွေအပြင်ထိုင်းငွေလမ်းချောင်းစီစစ်ရေးအဖွဲ့ကလည်းလေလံကွင်းတွေမှာငွေသားအမြောက်အများနဲ့ဝယ်တာဒါမှမဟုတ်ဟွန်ဒရီလမ်းချောင်းသုံးတာတွေကိုအထူးစောင့်ကြည့်ဆက်ဆေးလာတာတွေလည်းပါဝင်ပါတယ်ဒီပိတ်ပင်မှုဟာထိုင်းအစိုးရရဲ့တရားဝင်ဥပဒေမဟုတ်ပဲလေလံကုမ္ပဏီအချို့ရဲ့ကိုယ်ပိုင်စည်းကမ်းချက်သာဖြစ်ပေမဲ့ passport visa ဟောပါမစ်နဲ့နေထိုင်ခွင့်ထောက်ခံစာမပြည့်သူတွေအပြင်ဂျားခံပွဲစားနဲ့ဝယ်မဲ့သူတွေအတွက်တော့အတော်လေးခက်ခဲသွားမှာပါတရားဝင်အထောက်အထားစုံလင်သူတွေအနေနဲ့ဆက်လက်ဝယ်ယူခွင့်ရှိနိုင်အောင်မှာဖြစ်ကာစီစစ်မှုတွေပုံမပြင်းထန်လာနိုင်တာကြောင့်စာရွက်စာတမ်းကိစ္စကိုပိုပြီးအထူးသတိပြုလှုပ်ဆောင်ဖို့လိုအပ်လာမှာဖြစ်ပါတယ်ဆက်လက်ပြီးဒုတိယသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ထိုင်းဘတ်ငွေ23သန်းကျော်မြန်မာပြည်ဘက်အကူမဲဆိုင်မှာဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းမြန်မာနယ်စပ်မဲဆိုင်အမှတ်1ချစ်ကြည်ရေးတရားအကောက်ခွန်ဂိတ်မှာမြန်မာနိုင်ငံဘက်ကိုတရားမဝင်မှောင်ခိုတယ်ထုတ်ဖို့ကြိုးစားခဲ့တဲ့ထိုင်းဘတ်ငွေ23မီလီယံကျော်မြန်မာငွေသိန်းပေါင်းများစွာကိုအကောက်ခွန်အာဏာပိုင်တွေကရှာဖွေပုံစံနဲ့ဖမ်းဆီးရမိခဲ့ပါတယ်။ဇွန်လ23ရက်နေ့ညနေ6နာရီကျော်အချိန်မှာမဲဆိုင်အကောက်ခွန်အဖွဲ့ဟာမြန်မာလိုင်စင်ပြတ်ထားတဲ့ကိုယ်ပိုင်ကားတစ်စီးကိုကားအထွက်လမ်းနယ်စပ်မြင်းနဲ့မီတာ20အကွာမှာမတင်ကားလို့တားဆီးဆက်ဆေးခဲ့ပါတယ်။ကားမောင်းသူကတော့နိုင်ငံကူးလက်မှတ် passport တုံးထုပြီးသားဖြစ်တဲ့အသက်32နှစ်အရွယ်မြန်မာအမျိုးသားတဦးဖြစ်ပါတယ်။ကားကိုတည်တည်ချာချာရှာဖွေလိုက်တဲ့အခါမှာတော့ကားပေါ်မှာပါလာတဲ့ငါးမုတ်ကျော်ဘူးကွန်နဲ့အာလူးကျော်ဂတ်ထူပါတက်တာနှလုံးထဲမှာဘတ်1000တန်ငွေဆက်ကူတုပ်တွေကိုအလိမ့်လိုက်အထောက်လိုက်ဝှက်ထားတာကိုဆက်စီတွေ့ရှိခဲ့ပါတယ်။ပထမတက်တာထဲမှာတသန်းစီပါတဲ့ငွေတုပ်18ထုပ်ဘတ်18တန်းဒုတိယတက်တာထဲမှာတသန်းစီပါတဲ့6ထုပ်နဲ့အကျွေ23ရွက်ဘတ်6တန်း2300စုစုပေါင်းပမာဏဘတ်23တန်းအတိအကျဖြစ်ပါတယ်။ဘာပြစ်မှုနဲ့အရေးယူခံရမလဲ။ထိုင်းနိုင်ငံဥပဒေအရငွေကြေးထိန်းချုပ်မှုဆိုင်ရာအာဏာပိုင်တွေစီကခွင့်ပြုချက်မရှိဘဲအကောက်ခွန်ဌာနကိုလည်းတရားဝင်ကြီးညာခြင်းမရှိဘဲထိုင်းဘတ်ငွေအမြောက်အများကိုပြည်ပသို့တည်ဆောင်မှုစ조사ခဲ့တာကြောင့်တရားခံမြန်မာအမျိုးသားကို
အကောက်ခွန်အဥပဒေ23တက်ခွန်ရာဇသက်ပုံမှန်ကြီးဥပဒေနဲ့ငွေလဲလှယ်မှုထိန်းချုပ်ရေးဥပဒေ1942တို့အရတရားမဝင်ငွေကြေးမှောင်ခိုတည်ထုတ်ရန်ကျိုးပမ်းမှုနဲ့အမှုဖွင့်ပြီးတပ်တေခံငွေသားတွေနဲ့အတူဥပဒေအရပြင်းပြင်းထန်ထန်အရေးယူနိုင်ဖို့ဆက်လက်ထိန်းသိမ်းထားတယ်လို့သိရပါတယ်။ဆက်လက်ပြီးတတိယသတင်းတစ်ပုဒ်အနေနဲ့ကတော့လမ်းဘေးဈေးရောင်းသူတွေကိုလိုက်လံဖမ်းဆီးနေတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ဘန်ကောက်မြို့စီလုံနယ်မြေအတွင်းလမ်းဘေးဈေးတဲ့အဖြစ်လောက်ကင်နေသည့်မြန်မာနိုင်ငံသူနိုင်ငံသားများကိုထိုင်းရဲတပ်ဖွဲ့နဲ့ထိုင်းမျိုးချစ်နှကမ်းမွေးအဖွဲ့တို့ပူးပေါင်းကဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရပါတယ်။ရုပ်ဖြတ်စုံစမ်းပြီးမှဝင်ရောက်ဖမ်းဆီးခြင်းထိုင်းရဲတပ်ဖွဲ့သည်အရက်သားဟန်ဆောင်ကလျှို့ဝှက်ဈေးဝယ်ယူပြီးစုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်ထို့သို့စစ်ဆေးရာတွင်အဆိုပါမြန်မာဈေးသည်များသည်ထိုင်းလူမျိုးတို့၏အလုတ်အကင်များကိုလူယူလောက်ကင်နေပြီးတရားဝင်ခွင့်ပြုခြင်းမရှိဘဲအလုတ်လောက်ကင်နေကြောင်းစစ်ဆေးတွေ့ရှိခဲ့ရပါတယ်ထို့နောက်ရဲတပ်ဖွဲ့သည်ထိုင်းမျိုးချစ်နှုတ်ခမ်းမွေးအဖွဲ့အပြင်ဘန်ကောက်မြို့တော်ဝင်လောင်းနံပါတ်14ဖြစ်သူဒေါက်တာမာလီကာတို့နဲ့ပူးပေါင်းကဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဖမ်းဆီးမှုအပြီးတွင်နှုတ်ခမ်းမွေးအဖွဲ့က၎င်းတို့နဲ့ပူးပေါင်းကူညီပေးခဲ့သည့်ဒေါက်တာမာလီကာကိုအထူးကျေးဇူးတင်ရှိကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်ရှေ့လာမည့်အလားအလာအပေါ်သုံးသက်ချက်အနေနဲ့ကတော့အကယ်၍ရှေ့လာမည့်ဘန်ကောက်မြို့တော်ဝန်ရွေးကောက်ပွဲတွင်နံပါတ်14ဒေါက်တာမာလီကာသာအနိုင်ရရှိပြီးမြို့တော်ဝန်ဖြစ်လာခဲ့ပါကဘန်ကောက်မြို့ရှိမြန်မာရွှေ့ပြောင်းလုပ်သမားများအတွက်အလုတ်အကင်နဲ့နေထိုင်မှုအခွင့်အရေးများပိုမိုကျက်တဲလာနိုင်ပြီးအဖမ်းအဆီးများယခုထက်ပိုမိုကျန်းလာနိုင်ကြောင်းသုံးသပ်မိရပါတယ်ခင်ဗျာဆက်လက်ပြီးနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းဖူးကတ်အလှမယ်အားအတ္တမပြုကျင့်ရန်ကြံစီခဲ့သည်ဟုဆွတ်ဆွဲခံရသည့်အလှရှင်တထေးကြီးကိုရဲကဖမ်းဆီးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ထိုင်းနိုင်ငံဖူးကတ်ခရိုင်မှ Miss Thailand ဖူးကတ်၏ဒုတိယဆုရှင်အမျိုးသမီးတဦးကအလှမယ်ပြိုင်ပွဲ၏အဓိကအလှရှင်တဦးဖြစ်သည့်ဒူးရင်ချန်ပိုင်ရှင်တထေးကြီးတဦးအားအတ္တမပြုကျင့်ရန်ကြံစီခဲ့သည်ဟုဆိုကရဲစခန်းတွင်အမှုဖွင့်တိုင်ကြားလိုက်ကြောင်းသိရပါတယ်ခင်ဗျာအသက်28နှစ်အရွယ်အဆိုပါမျိုးသမီးပြောပြချက်အရဇွန်လ25ရက်ညနေပိုင်းကအလုပ်ကိစ္စဖြင့်ရယောင်ခရိုင်သို့ရောက်ရှိနေစဉ်မိသားစုဝင်တဦးကဲ့သို့ယုံကြည်လေးစားရသည့်အသက်50ဝန်းကျင်ရှိနိုင်မိုက်ဆိုသူအလှရှင်နဲ့တွေ့ဆုံခဲ့ကြောင်းသိရပါတယ်ထို့နောက်နိုင်မိုက်ကဟိုတယ်အခန်းတစ်ခန်းငှားပေးခဲ့ပြီးသူမရေချိုးနေစဉ်အတွင်းအဝတ်အစားမပါဘဲရေချိုးခန်းထဲသို့ဝင်ရောက်လာကအတ္တမပြုကျင့်ရန်ကြိုးပမ်းခဲ့သည်ဟုအမျိုးသမီးကဆွတ်ဆွဲထားပါတယ်သို့တော်လည်းအမျိုးသမီးမှာလက်ဝိတ်လေ့ကျင့်ထားသူဖြစ်သည်ဖြင့်မိမိကိုယ်ကိုခုခံကာကွယ်နိုင်ခဲ့ပြီးဆွတ်ဆွဲခံရသူ၏ပေါင်ကြားကိုဒူးဖြင့်တိုက်ကမျက်နှာကိုလက်သီးဖြင့်ထိုးနှက်ခဲ့သည်ဖြင့်၎င်းမှာဒဏ်ရာရရှိပြီးထွက်ပြေးသွားခဲ့ကြောင်းသိရပါတယ်ခင်ဗျာဖြစ်စဉ်အပြီးဟိုတယ်ဝန်ထမ်းများထံအကူအညီတောင်းခံခဲ့တော်လဲလုံလောက်သောအကူအညီမရရှိခဲ့ကြောင်းနဲ့ဝန်ထမ်းအချို့ကသူမအားမူရဲ့ရန်ကားနေသူအဖြစ်ယူဆကရဲတပ်ဖွဲ့ကိုခေါ်ယူခဲ့သည်ဟုအမျိုးသမီးကပြောကြားထားတာကိုလည်းတွေ့ရပါတယ်သို့တော်လည်းဟိုတယ်ဝန်ထမ်းများဘက်မှအစပိုင်းတွင်လင်မယားချင်းစကားများရန်ဖြစ်နေသည်ဟုထင်မှတ်ခဲ့ကြောင်းနောက်ပိုင်းလူနာတင်ကားခေါ်ပေးရန်တောင်းဆိုမှုရှိလာမှသာဖြစ်စဉ်၏အမှန်တကယ်အခြေအနေကိုသိရခဲ့ပြီးကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားထားပါတယ်လက်ရှိတွင်ရဲတပ်ဖွဲ့ကဟိုတယ်အတွင်းရှိ CCTV မှတ်တမ်းများကိုစစ်ဆေးလျက်ရှိပြီးဖြစ်စဉ်နှင့်ပတ်သက်၍ဥပဒေအရဆက်လက်စုံစမ်းအရေးယူသွားမည်ဖြစ်ကြောင်းသိရပါတယ်ခင်ဗျာမှတ်ချက်အနေနဲ့ဒီဗီဒီယိုမှာတင်ဆက်ထားတဲ့အချက်အလက်များဟာသက်ဆိုင်ရာသတင်းရင်းမြစ်များနဲ့အများပြည်သူသိရှိနိုင်သောအချက်အလက်များပေါ်အခြေခံ၍တင်ဆက်ထားခြင်းဖြစ်ပါတယ်သတင်းအခြေအနေများသည်အချိန်နဲ့အမျှပြောင်းလဲနိုင်သည့်အတွက်နောက်ပိုင်းတွင်
အချက်အလက်အချို့ကွဲလွဲမှုများရှိလာနိုင်ပါတယ်ကြည့်ရှုသူများအနေဖြင့်သတင်းအချက်အလက်များကိုတိကျစီစစ်အတည်ပြုကြရန်အကြံပြုအပ်ပါတယ်ခင်ဗျာမိတ်ဆွေများအနေနဲ့သတင်းတွေကိုအချိန်နဲ့တပြေးညီသိကျင်တယ်သတင်းတွေကိုလည်းမှန်မှန်ကန်ကန်သဘောကျတယ်ဆိုရင်တော့ဖြင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးနားက notification ပဲအသိပေးခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့မမေ့လိုက်ပါနဲ့အောင်ခမအားလုံးပဲစိတ်ချမ်းသာလို့ကိုယ်ကျမ်းမာကြပါစေခင်ဗျာ